မင်္ဂလာပါရှင်9လပိုင်း3ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းအရဗမော်မြို့သိမ်းတိုက်ပွဲတွင်စကခ21ကိုအပိသက်သိမ်းပိုင်ရရှိရန်နှိစက်လာပြီးဖားကန်ကာမိုင်းလမ်းမိုင်းတွင်တိုက်ပွဲဆက်ဖြစ်နေကစစ်တပ်အထိနာနေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲမှာစစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့စကခ21ကိုအပိသက်သိမ်းပိုင်ရရှိရန်နှိစက်လာနေပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲမှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုများရှိနေကြောင်းစစ်တပ်ကလည်းနေ့စဉ်လေကြောင်းတိုက်ခိုက်မှုများကိုလေယာဉ်များဒရုန်းများဖြင့်တိုက်ခိုက်နေကြောင်းတော်လှန်ရေးတပ်များကမြို့ရဲ့နေရာအများစုကိုစီးနင်းမိထားတော့လေစစ်တပ်ကဆက်လက်ခုခံနေဆဲဖြစ်ကြောင်းသိရပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲကိုယမန်နှစ်ဒီဇင်ဘာလမှာစတင်ခဲ့ခြင်းဖြစ်ပြီးယခု9လကြာမြင့်လာချိန်အထိတိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုများကြောင့်ဗမော်မြို့ရဲ့နေရာအများစုမှာမီးလောင်ပျက်စီးလျက်ရှိကြောင်းသိရပါတယ်။အလားတူကချင်ပြည်နယ်ဖားကန့်မြို့နယ်လဝါကားမိုင်းဖားကန့်လမ်းမိုင်းတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများအထိနာလျက်ရှိကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ကပြောကြားပါတယ်။မေလ2ရက်ဖားကန့်မြို့နယ်လဝါရွာသို့ရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို KIA, KPDF ပူးပေါင်းတပ်ဖွဲ့များကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုများပြားပြီးရင်းနှီးနယ်17နာရီခန့်တွင်တစ်ကြိမ်12နာရီခန့်တွင်တစ်ကြိမ်လေကြောင်းကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်စစ်ကြောင်းတွေပြည်သူ့စစ်နဲ့ SNA တပ်ဖွဲ့များပူးပေါင်းပါဝင်နေပြီးအင်အား600ခန့်ရှိကလဝါကာမိုင်းဖားကန်လမ်းပိုင်းကိုထိုးဖောက်နိုင်ရန်လက်နက်ကြီးလေးချောင်းဒရုန်းပစ်ကူများဖြင့်တဖြည်းဖြည်းချီတက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။မနေ့တုန်းကဆိုရင်လည်းလဝါရွာအနီးတစ်ဝိုက်မှာဖားကန့်လမ်းပိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီပြည်သူ့စစ် SNA ပူးပေါင်းစစ်ကြောင်းနဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်တဲ့မနေ့တုန်းကဆိုရင်လဝါရွာနားမှာသူတို့တအိမ်မှာရှိနေတဲ့အချိန် KIA PDF တပ်ဖွဲ့က drone နဲ့တိုက်ခိုက်ခဲ့တာအထိခိုက်များတယ်။သူတို့ဘက်ကအထိခိုက်များတော့မနေ့ကမနက်ပိုင်း7နာရီလောက်မှတစ်ကြိမ်12နာရီလောက်မှတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှု2ခေါက်လုပ်သွားတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောကြားပါတယ်။မေလ2ရက်ညနေ3နာရီခွဲခန့်ကဖားကန့်မြို့နယ်ကန်ဆယ်ဗျူဟာကုန်းသို့ဗျူဟာမှုအသစ်ပို့ဆောင်ရန်ရဟတ်ယာဉ်တစ်စီးဆင်းသက်လာခဲ့ပြီးထို့သို့ဆင်းသက်နိုင်ရန်ဝီဟင်မှဂျက်ဖိုက်တာတစ်စင်းဖြင့်ကင်းထောက်ပြောင်းဝဲခဲ့ကြောင်းဖားကန့်တပ်မကုန်းကို KIA KPDF တပ်ဖွဲ့များကပိတ်ဆို့ထားသဖြင့်ရဟတ်ယာဉ်ဆင်းသက်နိုင်ခြင်းမရှိကြောင်းသိရပါတယ်။မနေ့တုန်းကညနေ3နာရီခွဲလောက်မှလည်းဖားကန့်ကန်စီဗျူဟာကုန်းကိုရဟတ်ယာဉ်တစ်စီးဆင်းနဲ့ဗျူဟာမှုအပြောင်းရွှေ့ရှိရကြတဲ့လူကြီးလာပို့တာပေါ့ပြီးလို့ရှိရင်ဂျက်ဖိုက်တာတစ်စီးကအပေါ်ကနေဝဲပြီးပတ်ပေးတယ်ခွေးတွေကတော့ဖားကန်တက်မကုန်းမှာလေရင်မစင်းရတော့ကန်စီမြောက်ဖက်ချမ်းမှာရှိတဲ့ဗျူဟာကုန်းမဲ့စင်တာတက်မကုန်းမှာကတွဲဖို့ဆောင်နေတော့သူတို့မစင်ရဘူးလို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ထို့အတူဖားကန်မြို့အဝင်လမ်းများဖြစ်တဲ့ကာမိုင်းနန်ယာဖားကန်အင်းတော်ကြီးဝေခါဖားကန်လမ်းမိုင်းနဲ့တာမခန်ဆယ်စင်ဖားကန်ပိုင်း3ခုလုံးကို KIA KPDF တပ်ဖွဲ့များကထိန်းချုပ်ထားပြီးဖားကန်မြို့ကိုဖောက်နိုင်ရန်အကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးအရင်ဖြင့်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းဖားကန်မြို့ပေါ်တွင်မူတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကအပြစ်ခတ်ရစဲရေးကြီးညာထားပေမဲ့ကချင်ပြည်နယ်တော့စစ်ကြောင်းတောက်လျှောက်ထိုးနေတယ်။လဝါကာမိုင်းဖားကန်လမ်းမိုင်းမှာအင်အား600လောက်ပါတဲ့စစ်ကြောင်းကဖားကန်ဘက်ကိုစစ်ကြောင်းထိုးတာတပတ်ကျော်ပြီးတိုက်ပွဲတွေနေ့တိုင်းတောက်လျှောက်ဖြစ်နေတယ်။ဖားကန်ကိုလည်းစစ်အင်အားတွေဖြစ်တင်နေတဲ့ KIA KPDF တွေထိန်းချုပ်ထားတဲ့ဖားကန်လမ်းမိုင်းကိုသူတို့ကပြန်လို့ကျင်တာပေါ့။အဲဒါကြောင့်စစ်ကြောင်းတောက်လျှောက်ထိုးနေတာတွေရှိတယ်။လက်နက်ကြီးပစ်ကူဒရုန်းပစ်ကူတွေနဲ့တရက်ကိုနည်းနည်းချင်းစီရှေ့တိုးလာတာပေါ့လို့ KIA စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။အလားတူပဲမောင်မဲရှောင်းစခန်းသိမ်းတိုက်ပွဲမှာလက်နက်မချတဲ့စစ်ကောင်စီဗိုလ်ကိုပြည်သူစစ်မှုထမ်းများကနောက်ကျောကနေပြစ်တက်ခဲ့တယ်လို့ VDF စစ်စင်ရေးမှုကပြောပါတယ်။တနင်္လာရီတိုင်းတဝဲမြို့နယ်မောင်မဲရှောင်းကျေးရွာရှိစစ်ကောင်စီစခန်းကိုတိုက်ခိုက်သိမ်းပိုက်စဉ်ဗိုလ်ကြီးတည်ဆုံးခဲ့မှုမှာတော်လှန်ရေးတပ်များရဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ပဲလက်နက်ချလို့တဲ့ပြည်သူစစ်မှုထမ်းတပ်ဖွဲ့ဝင်ကပြစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် VDF ဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောရာကိုကပြောပါတယ်။ကျွန်တော်တို့ဖမ်းမိတဲ့စစ်သုံးမန်းတွေရဲ့ပြောပြချက်အရပေါ့အထက်ကတော့သူထိသွားတာကတော့ 5.56 နဲ့အနောက်ကြီးထိတာပေါ့ကိုတက်တရားမဟုတ်ဘူးအနောက်ကပြစ်တာပေါ့အနောက်ကပြစ်လို့ထိသွားတာလို့သုံးသပ်ရတာပေါ့လို့၎င်းကပြောပါတယ်။အောင်မဲရှောင်းကြီးရွာရှိစစ်ကောင်စီစခန်းကိုဧပြီလ26ရက်တွင်
တော်လည်းရေးပူပေါင်းတက်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်စီတပ်ရဲ့ဗိုလ်ကြီးတို့အပါအဝင်၄ဦးသေဆုံးပြီး16ဦးကိုအရှင်ဖမ်းမိခဲ့ခြင်းဖြစ်ပါတယ်။လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ကြောင်းလည်းတိုက်ပွဲဝင်တော်လည်းရေးတပ်ဖွဲ့များကအသိပေးထားပါတယ်။အဆိုပါတိုက်ပွဲမှာကြာဆုံးခဲ့တဲ့စစ်ကောင်စီဗိုလ်ကြီးဟာတိုက်ပွဲဖြစ်စဉ်နောက်ကျည်ထင်မှန်ခဲ့တာကိုတွေ့ရသလိုဖမ်းမိစစ်တုံးမှန်များကလည်းပြောပြကြောင်း PDF ဗျူဟာ33စစ်စင်ရေးမှုရဲဘော်စောထားကိုကပြောပါတယ်။ဟုတ်ပါတယ်မောင်မဲရှောင်းမှာတိုက်ပွဲမှာအဓိကတော့ပါစာပြည်သူစစ်မှုထမ်းတွေများတာပေါ့ပါစာတွေဆိုတာလေသူတို့အတင်းအာရမစစ်သားစုဆောင်ထားတဲ့ကလေးတွေပေါ့အတင်းကျပ်ခိုင်းစေထားတဲ့သူတွေဖြစ်တဲ့အတွက်တိုက်ပွဲတွေဟာသူတို့အတွက်အသေးခံပြီးတိုက်ဖို့ဟာကလည်းမဖြစ်နိုင်ဘူးပေါ့တိုက်ပွဲနည်းနည်းကြာလာတာနဲ့သူတို့ထွက်ပြေးခြင်းနဲ့ဟိုကလည်းအတင်းအကျပ်ခိုင်းစေရပေါ့နောက်ဆုံးထွက်ပြေးတဲ့သူကိုရရှိကိုယ်တိုင်ကပြစ်သက်တဲ့ဟာမကြတွေ့လာရတဲ့အနေအထားအပေါ်မှာအောက်မှာရှိတဲ့ပြည်သူစစ်တွေကလည်းအမိန့်ပေးတဲ့သူကိုပြန်တုံ့ပြန်တဲ့အနေအထားသဘောမျိုးဖြစ်တာပေါ့လို့ရဲဘော်စောထားကိုကပြောပါတယ်စစ်ကောင်စီအနေဖြင့်ပြည်သူစစ်မှုထမ်းများကိုအတင်းအကျပ်စုဆောင်ပြီးရှေ့တန်းစစ်မြေပြင်များ၌ပို့ဆောင်လျက်ရှိရာအဆိုပါပြည်သူစစ်မှုထမ်းအများအပြားဟာတော်လှန်ရေးတပ်ဖွဲ့များထံလက်နက်ချအလင်းဝင်လာရန်ဆက်သွယ်မှုများရှိနေပါတယ်ဒေါနာတရင်များထံသို့ဆက်သွယ်အလင်းဝင်သူများစွာရှိရလို့ရဲဘော်စောထားကိုကပြောပါတယ်လက်ရှိအခြေအနေတွင်စစ်ကောင်စီရဲ့တပ်မှုငယ်များအနေဖြင့်စစ်ကောင်စီဗိုလ်ချုပ်များ၎င်းတို့ရဲ့မိသားစုဝင်များရဲ့အကျိုးစီးပွားအတွက်အသက်သေဆုံးနေရခြင်းဟာမတန်ကြောင်ရဲဘော်စောထားကိုကပြောပါတယ်တချို့တွေကမိသားစုနဲ့ချင်းချောက်ခံထားရတယ်တချို့ကလည်းအခွင့်အရေးတွေပေးထားတယ်ဒါတွေမျိုးလင့်ချက်တွေနဲ့ဒီကောင်တွေကမထွက်ပြေးနိုင်တာတော်တော်များများကလောင်းရိပ်မိနေတာစစ်ဗိုလ်ချုပ်တွေရဲ့အကျိုးစီးပွားသူတို့ရဲ့မိသားစုသားသမီးတွေရဲ့အကျိုးစီးပွားအတွက်အသေးခံပေးနေတဲ့တပ်မှုငယ်တွေလည်းအများကြီးတွေ့ရတယ်လို့ရဲဘော်စောထားကိုကပြောပါတယ်ထို့သောအသက်ပေးရခြင်းဟာတိုင်းပြည်အတွက်မဟုတ်ကြောင်းထို့ကြောင့်ရုံးထွက်တဲ့ချိန်မှာရုံးထွက်ကြရန်စစ်ကောင်စီရရှိငယ်များကိုရဲဘော်စောထားကိုကတိုက်တွန်းကြံပြုထားပါတယ်တော်လန်ရေးဘက်ကူပြောင်းပူပေါင်းအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကိုနှွေးထွေးစွာကြိုးဆိုမှဖြစ်ကြောင်းအသိပေးထားပါတယ်ဆက်လက်ပြီးမုံမြို့နယ်ရှိစစ်ကောင်စီခြေကုပ်စခန်း၅ခုကိုတော်လှန်ရေးပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ဒုတပ်ရင်မှုအပါအဝင်စစ်ကောင်စီတပ်အများပြားသိဆုံးကလက်နက်ခဲယမ်းများသိမ်းပိုက်ရရှိရလို့သိရပါတယ်။ပဲခူးတိုင်းအရှိချမ်းညောင်လေးပင်ခရိုင်မုံမြို့နယ်အတွင်းစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းမှာတိုက်ခိုက်ရှင်းလင်းရာလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ကရင်အမျိုးသားစီယုံ KNU ကမေလ2ရက်မှာထုတ်ပြန်ပါတယ်။မုံမြို့နယ်အတွင်းစစ်ကောင်စီတပ်ရဲ့ခလာရ60ခလာရ83တို့ခြေကုပ်ယူထားတဲ့နောက်ကုန်းရင်းတိုက်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျုံကုန်းလုကလော်တောင်စုကျေးရွာတွေကိုဧပြီလ28ရက်မနေ့အစောပိုင်းတနာရီဝန်းကျင်မှာတိုက်ခိုက်တာလို့ KNU ကဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကဒုတပ်ရင်မှုအရာဘို့တို့အကြဆုံးရှိပြီးထိခိုက်ဒဏ်ရာရသူလည်းများသလိုလက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိရဲ့လို့ KNU ကဖော်ပြပါတယ်ကြောက်ကြီးမြို့နယ်အတွင်းရှိကျုံကုန်းရင်းတိုက်ကုန်းတောင်စုရံမျိုးအောင်ဓမာခေါ်ကျေးရွာတွေအပါအဝင်နောင်ကုန်းတရားမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းတွေကိုအမှတ်နှစ်စစ်စင်ရေးနယ်မြေကုတ်ကဲမှုအောက်ကတပ်တွေနဲ့ကရင်မျိုးသားလူမျိုးရေးတမတော် KNL ပူးပေါင်းတပ်တွေကဧပြီလ28ရက်မှာတပြိုင်နက်တည်းတိုက်ခိုက်ဖျက်ဆီးခဲ့တာလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ကဒုတပ်ရင်မှုအပါအဝင်20ကျော်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရပြီးနောက်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကတော့မုံမြို့နယ်တွေကတိုက်ပွဲသတင်းနဲ့ပတ်သက်ပြီးထုတ်ပြန်တာမရှိပါဘူး KNU ကဖော်ပြလာတဲ့ဓာတ်ပုံတွေအရစိန်ပြောင်းတွေလက်နက်ကြီးတွေစစ်တပ်သုံး MA series တနက်အချို့နဲ့ KN တွေသိမ်းဆည်းရမိတာတွေ့ရပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလဆန်းပိုင်းမှာလည်းမုံမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်သိမ်းပိုက်ခဲ့ပူပါတယ်အဲ့ဒီအချိန်ကမုံမြို့ပေါ်ကအခြေမြန်တပ်ရင်းတွေဖြစ်တဲ့ခမာယာ999ခမာယာ990မြို့မရဲစခန်းနဲ့တရားကိစခန်းတွေကိုသိမ်းယူနိုင်ခဲ့တယ်လို့ KNU ကထုတ်ပြန်ခဲ့ပါတယ်။2023ခုနှစ်နှစ်ကုန်ပိုင်းကမုံမြို့ပေါ်ရှိတပ်စခန်းတွေတိုက်ခိုက်ခံရပြီးနောက်ဝင်းဟင်ပြစ်အားနဲ့မြေပြင်ကတပ်ကူတွေဆေးလွတ်ပြီးလက်လွတ်လိုက်ရတဲ့တပ်စခန်းတွေကိုပြန်လည်ရယူခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်းတံပြန်သတင်းထုတ်ခဲ့တာရှိပါတယ်။